嘿，这位，ဘာလုပ်နေလဲနေ။ဟိုမှာမမချင်စားတာစားပါစေ။တမီးကိုမနေ့ကထမင်းကြော်ကျွေးပြီးသွားပြီလေ။ ဟဲတန်းနာရဲ့ဘာလို့ခလေးကိုစုနေရလဲခလေးကစားကျင်တာပဲဟာကို ဒီလားသူလေးကအချောလေးပဲဘယ်လိုလေးလဲအေးဒါငါရဲ့ချွေးမငယ်ငါသားငယ်လေးရရဲ့သူတို့ကကိုယ်ပိုင်လုပ်ငန်းလုပ်တာသူတို့ကတော့စီးပွားရေးအဆင်ပြေတယ်ဟိုငါသားကြီးကတော့အခုတည်းလှုပ်ရှားနေတော့ တန်းနာမင်းအဲ့လိုတော့မလုပ်တင်တော့ဘူးတန်းနာရဲ့ဒီငါဖဲနေတော့ဘယ်တော့တန်မိုးရှိလို့လဲ ဒါငါတမီးလေးစားဝတ်ချက်တာဟင်းလေ။နင့်တမီးကိုလည်းတင်ပေးထားပါလား။ဟာအမလေးငါတမီးစားဝတ်ချက်တာဟင်းကိုနင်ကဘာကိစ္စယူစားနေလဲ။ မမသမီးစားမငါဖဲတော့မမချစ်ချယ်ယူစားသွားပြန်ပြီ နင်ကလေတော်တော်စားဖို့တဲ့ခလေးမှာပဲဒီမှာနင်တို့စားဖို့လေချစ်ကြော်နဲ့ချင်ဟင်းနဲ့ချက်ပေးထားမှာမတွေ့ဘူးလားဒါငါသမီးစားမယ်ဟေးဘာကိစ္စယူစားနေလဲဟမ် ဘာဖြစ်လို့လဲသမီးဘာလို့ငိုနေရလဲ တန်းနာမင်းအဲ့လိုမလုပ်တင်တော့ဘူးတန်းနာရဲ့ဒီငါဖဲနေတော့ဘယ်တော့တန်မိုးရှိလို့လဲ ဒါငါသမီးလေးစားဖို့ချက်တာဟေးလေနင်သမီးကိုလည်းတင်ပေးထားပါလားလူလိုနားမလည်ချအောင်လား အဲ့ငါဖဲတော့ဘယ်တော့တန်မိုးရှိနေလို့လဲဘယ်တော့တန်မိုးရှိနေလို့လဲ တန်မိုးမရှိဆိုလဲနင်မနဲ့အပြင်မှာချက်စားပါလားဘာကိစ္စငါ့အိမ်မှာလာစားနေကြတယ်နင်အရှက်မရှိဘူးလား တန်းနာ你这个时候这怎么干的咯？ ဟာဘာချက်စကန်တာလဲနင်လည်းမနဲ့ချင်းစေးလာငါ့အိမ်မှာနေ 我怎么标准都记你了？ အောင်မငမွဲမှာပါအတန်ဟင့်တယ်လို့ပါလား 你妈你在喂？这妈了，现在是干了的话，啊，搞老生了，你哪进来供你干的？哎，这妈对咱们这个那么干的咯？ ဘာဖြစ်နေရလဲတမီးဘာဖြစ်တာလဲချက်ချက်ဘာဖြစ်တာဟဲ့ချက်ချက်မီးလေးငိုနေတယ်မီးလေးဘာဖြစ်လို့ငိုတာလဲမီးလေးရဲ့အဖွားကိုပြောပါဦး 爸爸哎，他们没得了鱼啥没有？俺你在哪？他们要他们啥呢？刚刚的。 ဟောတန်နာရဲ့ကလေးစားနေတောင်းနေတဲ့အချိန်မှာအဲ့လိုတော့မလုပ်ပါနဲ့တမီးရဲ့ပြီးတော့လေသူတို့တွေနေပါနေတဲ့အချိန်မှာတမီးကပို့ပြီးတော့အဲ့လိုမလုပ်တင်ဘူးလေတမီးရဲ့ အမေအဲ့လိုမပြောနဲ့လေသူတင်ပေးထားမှာလေသူ့မေကနားမလည်ကြဘူးလားသူများအိမ်မှာနေပြီးတော့ဒီလောက်တော့နားမလည်ကြဘူး သူတို့နေပါနေတဲ့အချိန်မှာတမီးကိုသူတို့တီးခံရှာပါလေတမီးရဲ့တမီးအဲ့လိုတော့စိတ်လိုက်မှာမလုပ်တင်ပါဘူးကွ တမီးကသိမခံနိုင်အမေတမီးကိုထိလိုက်ဘယ်သူမှသိမခံနိုင်တာအမေပဲသိခံနေအမ တန်နာ 怎么嘞？怎么奶了耶？怎么嘞？骷髅掉开呀开了，没得，没得嘛嘞，怎么嘞？ သားမဲဦးသမီးတို့တော့လောက်ပါတယ်နော် 去给他先学那三天，咱们这样嘛？ ကြည့်ပါလိမ့်မယ် မင်္ဂလာပါညီမလေးညီမလေးဒီနက်ကလေးလည်းကြားကြည့်ပေးပါဦးနော် ဟာဒါလေးကတော့ black tea ဒါလေးလည်းလာတာပဲချမ်းလို့လက်ဟဲယောက်ျားဒီစိန်နဲ့ညံ့တဲ့နက်ကလေးကလှလိုက်တာမကြည့်ပါဘူးအယောင်လေးကိုလက်နေရပဲညီမလေးဒါလေးလည်းပြပေးပါဦးနော် ကြာယူလိုက်လေ ဒါလေးကြည့်မလား ကြည့်မယ်နော်ညီမလေးမကြည့်ပါဘူးယောက်ျားရဲ့လှလိုက်တာ ဒီမှာကြိုက်လား ကြိုက်တာဗောယောက်ျားရဲ့ ကြိုက်ရင်ယူလိုက်လေကဲယူလိုက်ပါဒါကမိန်းမနဲ့ယောက်ျားရဲ့ anniversary အတွက်ယောက်ျားလက်ဆောင်ဝယ်ပေးရ အဲ့ဆိုညီမလေးဟိုဒါလေးထည့်ပေးနော်ဟုတ်ယောက်ျားဟိုမိမယောက်ျားကိုပြောစရာရှိရဲ့ ပြောလေ မတန်တာကလေဟိုနှစ်ဖောက်ခေါင်းလောင်းနဲ့ယောက်ျားရဲ့မိမသာငကဝတ်တာသူလည်းငကဝတ်ချင်မှာမိမလေးသူ့ကိုမိမသားချင်းကိုချင်းစားတယ်သိလားမင်းကလေးပဲဖြစ်ဖြစ်ငကလေးတော့ဝတ်ချင်ကြမှာပဲလေမိမသူ့ကိုငကလေးတယောက်လောက်ဝယ်ပေးချင်လိုက်တာယောက်ျားရဲ့ ဟောမိန်းမဝယ်ပေးချင်တာပဲဝယ်ပေးဖို့ရပါတယ်ကဲအဲ့ဒါဆိုလေမိတ်အတွက်ကောမိန်းမအတွက်ကောမမတန်တာအတွက်ပါဒီကတစ်ခါလေးဝယ်သွားကြမယ်လေ ဩဟိုအမေတို့ကထားပါအောင်ယောက်ျားရဲ့အမေကရှေ့ပတ်ထမှာမွေးနေ့ရှိရဲ့လေဟိုအမေမွေးနေ့ကြမှာအမေကိုခေါ်လာပြီးတော့တခါတည်းအမေကြိုက်တာကိုခိုင်းတာဟုတ်ပြီလား ကဲဟုတ်ပါပြီဗျာမိန်းမတဘောပါပဲ ကဲအဲ့ဆိုရင်မမတနာတော့ဝယ်သွားကြမယ်ညီမလေးပြပေးအောင်နော် နောက်လဲလာအားပေးပါအောင်ရှင် ဒီတူမာရဲ့ ကျေးဇူးများ ဒီ ကြီးပါ နိုင်ဒီမှာရဲ့ စင်ကြီးပြည်မျိုးရှိခဲ့တီကိုအများနဲ့လာရောက်အပ်ပေးပါလို့ဖိတ်ခေါ်ပါတယ်ရှင် ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်နော်ညီမလေးတနာဘာကြီးလုပ်နေရလဲ ဟော
ဒီမှာလေခေါ်ပြီးပန်းမို့လေးကြောင်မို့လုံနေရမမနဲ့ဘာခိုင်းစရာရှိလို့လဲခိုင်းလေ ဘာမှမခိုင်းပါဘူးတန်နာရဲ့မမတို့လည်းမရတန်နာကိုပေးစရာရှိလို့ အော်ပေးစရာရှိလို့ဘာပေးစရာရှိလို့လဲ ဒီနေ့မမတို့လည်းမရနဲ့ဈေးဝယ်ထွန်းနေလေအဲ့ဒါရွှေကေတီစိန်ရွှေနာဆိုင်ကနေပြီးတော့တန်နာအတွက်ငကက်လေးဝယ်လာရော့ဒါတန်နာအတွက် ငါကလေအဲ့လောက်တမိုးကြီးကတန်တာမျိုးပြစီနေမမနဲ့နော် ရှူပါတန်နာရဲ့မမတို့လည်းမရနဲ့ကတန်နာကိုစေနာနဲ့ဝယ်ပေးရလေမိန်းကလေးဆိုတာငကက်လေးရှိမှတင့်တယ်တာရှူပါတန်နာရဲ့ ကဲယူလိုက်ပါမမတန်တာရဲ့ကျွန်တော်လင်မယားနှစ်ယောက်ကလေမမတန်တာကိုကို့အမအရင်လို့တဘောထားလို့ဝယ်ပေးတာယူလိုက်နော် ရှူရော့ ဟုတ်ကျေးဇူးတင်ပါတယ်မမနဲ့တန်တာတေချာဝတ်ပါမယ်နော်ဆောင်းလေးလည်းကျေးဇူးပါနော် မမတို့လည်းမရနဲ့ကဝယ်လာရတာလေတန်နာကြိုက်ပါမလားဆိုပြီးတော့စိုးရင်နေရ ရမ်းကြိုက်တာပေါ့ တန်နာကြိုက်တယ်ဆိုတော့မမတို့လည်းမရလည်းပျော်သွားပြီကုလို့ဆရာရှင်းတယ်မမတို့ပြောတော့အာမနာနဲ့ဟုတ်ပြီလား ဟုတ်ကဲ့မမနဲ့တော်တော်သွားနှလိုက်နော် သွားပြီနော် သွားပြီနော် ဟုတ်တေချာဝတ်ပါမယ်နော်ကျေးဇူးပါနော်မမနဲ့ ရတယ်တန်နာ ကလေးကိုပြန်ကြည့်မယ် ဘလို့ဖြစ်တာလဲစိုင်းမစင်ပုံမစင်နဲ့ရောက်လာတာ ဟုတ်တယ်ဒီနောက်ကိစ္စရှိလို့လာနေတငယ်ချင်းစီဝင်လာတာ အော်အေးဘာကိစ္စရှိလဲတကယ်ချင်း နောက်တစ်ပတ်မဟာစီရိတ်တာမှာလေတရားစခန်းဖွင့်မှာအဲ့ဒါအတူတူဝင်ကြအောင်လေ အော်အေးကောင်းလိုက်တာရဲ့ငါ့ကိုရက်နေပြောပါအောင် အန်တီကော်ဖီတောက်ပါတမျိုးနဲ့ကဒီမှာဘာလုပ်နေရလဲဖွားဖွားကြီးတို့စကားပြောနေတာဟောကဲလာမမေးလိုက်ခဲ့ချင်မလေးလာ ဟဲ့သိလားသူလေးကအချောလေးလေဘယ်လိုလေးလဲ အေးဒါငါ့ရဲ့ချွေးမငယ်ငါသားငယ်လေးရရဲ့သူတို့ကကိုယ်ပိုင်လုပ်ငန်းလုပ်တာသူတို့ကတော့စီးပွားရေးအဆင်ပြေတယ်ဟိုငါသားကြီးကတော့အခုထိအလုပ်ရှာနေတော့တရင်လုံးဟဲ့ငါသားငယ်လေးကရှာချွေးနေတာပေါ့တကယ်ချင်းအေးသူတို့ညကိုချင်းတွေတဲကြတော့ငါလည်းစိတ်ချမ်းသာတာပေါ့ဟဲ့ ကောင်းလိုက်တာဒီဒါသားသမီးရကန်ကောင်းစိတ်ချမ်းသာတာပို့အားကြလိုက်တာဟဲ့နော် အေးပါလှုပ်ကော်ဖီတောက် အေးပါအေးပါတကယ် ဟဲ့တန်နာဘာကြီးချက်နေရလဲ အော်ဒီမှာလေပြုတ်ကြော်လေးလုံမလို့ပြီးရင်ကြော်မယ်မညှစ်လေးလည်းလုံထားသေးတယ်ညှစ်လေးလည်းကြော်မယ် ကဲအဲ့ဒါဆိုရင်မမလည်းဝိုင်းကူမယ်ဟုတ်ပြီလား မတွေ့မလုပ်ပါနဲ့မင်းတို့ကလှလှလေးဝတ်ထားတာတော့အရှိမှာပဲတွားထိုင်နေတန်တာပဲချက်မယ်နော် ကဲတန်နာရဲ့အဲ့လိုမဟုတ်ဘူးလေတန်နာနဲ့အမနဲ့ဆိုတာသူတို့ညီကိုကိုကြောက်တွေ့ရတယ်ဆိုရင်တကယ်ညီမတွေလိုပဲဟာတအိမ်လုံးစားဖို့ချက်တာပဲမမလည်းကူရမှာပေါ့ဟုတ်ပြီလားကဲလောက်ကဲလောက် မမေခိုက်စားရယ် ဟဲ့သမီးကဘိုက်စားလို့လားကဲအဲ့ဆိုရင်မြင်ပြင်းမယ်ခဏစား မတွေ့မလုံးနဲ့တန်တာပဲလုပ်ပြီးလိုက်မယ်ကဲလာအမီလေးစားခြင်းတဲ့ခောက်ဆွဲပြုတ်ကိုတီတီလုပ်ပြီးမယ်နော်ဟုတ်ကဲ့တီတီ မမချေဘာစားညာလဲခါစားရစားညာလားမင်းလည်းစားခြင်းနဲ့ ချင်းမွေးလေးစားခြင်းလို့လားကျွမ်းမယ်ဟေးချင်းမွေးဘာလုပ်လာလဲနေဟိုမှာမမချေစားတာစားပါစီတမီးကိုမနေ့ကထမင်းကြော်ကျွေးပြီးသွားပြီလေ ဟဲ့တန်နာရဲ့ဘာလို့ခလေးကိုစုနေရလဲခလေးကစားကျင်တာပဲဟာကို မမတို့ရဲ့သူ့ကိုမနေ့ကထမင်းကြော်ကျွေးပြီးသွားပြီဒီမှာချဲလေးကအခုမှစားတာစားပါစီ တန်နာရဲ့အဲ့လောက်ထိတော့မပြောပါနဲ့ခလေးပဲဟာကိုစားကျင်မှာပေါ့ချက်ချက်ညီမလေးကစားကျင်လို့ပြောနေတယ်လေကျွေးလိုက်လေသမီးရဲ့ ရတယ်လာရှုပ်ရှုပ်တယ် ချက်ချက်နောက်တစ်ခါညီမလေးစားကျင်နေပြောရင်ကျွေးရမယ်နော်ကြားလား ဟုတ်လေ ကဲဘာကြီးပြောနေရလဲကိုကကျွန်တော်ကညီကိုလေးဒါမှမလို့ဟုတ်တယ်မလားမိမ ဟုတ်တာပေါ့ အေးကျုပ်ကပွားမလို့နည်းနည်းပါးပါလောက်တာပါ အမေအဲ့လောက်ကစားလို့ဘသူချမ်းသာသွားတာရှိလား